The English eye opener အစီအစဉ်မှာရောထွေးတတ်တဲ့ English စလုံးတချို့ကိုတင်ပြလိုက်ပါတယ်အခုလိုမိုးရတွေရောက်တော့အားပြင်းတဲ့မုန်တိုင်းတွေပေါ်လာတတ်တယ်အဲ့ဒီမုန်တိုင်းတွေကို cyclone လို့လည်းခေါ်တယ် hurricane လို့လည်းခေါ်တယ် typhoon လို့လည်းခေါ်တယ်အမှန်တော့သူတို့ကအမျိုးတွေပဲနေရာဒေသကိုလိုက်ပြီးတော့အမိကွဲသွားတာ Atlantic သမုဒ္ဒရာမှာဖြစ်ပေါ်တဲ့အပြင်းတဲ့မုန်တိုင်းကို hurricane လို့ခေါ်တယ်။ပြီးတော့ Pacific သမုဒ္ဒရာတစ်ဝိုက်မှာဖြစ်ပေါ်တာကြတော့ typhoon မုန်တိုင်း။အိန္ဒိယသမုဒ္ဒရာဖြစ်ပေါ်တဲ့မုန်တိုင်းကြတော့ cyclone မုန်တိုင်းလို့ခေါ်ကြတယ်။လိပ်ဆိုတဲ့သတ္တဝါကို turtle လို့လည်းခေါ်တယ်။ tortoise လို့လည်းခေါ်တယ်။ turtle ဆိုတာကတော့ရေလိပ်နော်သူကရေထဲမှာအနေများတယ်။အဲ့ဒီ turtle ရဲ့ပုံစံကြည့်မယ်ဆိုရင်သူကသူ့ခြေလက်တွေကလှော်တက်လို့ပဲပြားပြားလေးတွေဖြစ်နောက်ပြီးတော့သူကရေပေါ်နော်ရေထဲကိုရှက်သွားနေတယ်ဆိုတော့သူ့ရဲ့ကြောခုံကလည်းခပ်ပြားပြားလေးဖြစ်တယ် tortoise ကြတော့သူကကုန်းပေါ်မှာအနေများတော့ကုန်းလိပ်သူ့ရဲ့ကြောခုံကိုကြည့်လို့ရှိရင်သူကခပ်ခုံနော်တက်တလို့ပြားမနေဘူးနောက်သူ့ရဲ့ခြေထောက်တွေကလည်းခပ်တုတ်တွေဖြစ်တယ်အဲ့ဒီဒရန်တူမုတ်နှမျိုးကိုမြင်ဘူးယုံမကစားလဲစားဘူးကြမှာပါအတရောကို muffin နဲ့ cupcake လို့ခေါ်တယ်ဘာကွာလဲဆိုရင် muffin ဆိုတာကတော့သူက breakfast တွေမှာနော်အစားများတယ်နော်တရေစားပေါ့သူကအပေါ်မှာcream တွေပါလေအစားမစင်ထားအပေါ်မှာတစ်ခါကျရင်တကြားသည်ရှိမယ်တတိကြောက်ရှိမယ် breakfast မှာစားသုံးတာများလို့သူ့ mini bread လို့တော့ခေါ်ကြတယ်ဒါကတော့ cupcake ကတော့မွေးနေ့ပွဲတော့เนาะပါတီပွဲတွေမှာအချိုပွဲသဘောနဲ့သုံးတာသူ့ကို mini cake လို့တော့ခေါ်သေးတယ်အဲ့ဒီ cupcake ကတော့အပေါ်မှာcream တွေပါတယ်နဲ့သူကအစားဆင်ထားတာ camel လို့ခေါ်တဲ့ကလအုပ်ကိုအဓိကနှစ်မျိုးခွဲထားတယ်သူက dromedary camel နဲ့ Bactrian camel လို့ခေါ်တယ် dromedary camel ကသူ့ကြောပေါ်မှာမို့တစ်လုံးနဲ့ပါတယ်သူကပိန်နဲ့ရှည်တယ်သူ့ကို Central Africa နဲ့Middle East နော်အရှေ့အလယ်ပိုင်းတွေမှာတွေ့ရများတယ်ဒီ Bactrian camel ကြတော့သူ့ကြောပေါ်မှာမို့နှလုံးရှိတယ်သူ့ကိုအာရှအလယ်ပိုင်းနဲ့မွန်ဂိုလီးယားဒေသတွေမှာတွေ့ရများတယ်သူကခတ်တောင့်တင်းအမွေးထူကလအုပ်တွေဖြစ်တယ်အဲ့ဒီတော့ကလအုပ်နှစ်မျိုးအကြောင်းပြောရင်းနဲ့ပဲဒီ English eye opener ကိုဒီကုန်းချုပ်လိုက်